အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ TWS09 ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးဖုန်းထဲက Bluetooth ကိုဖွင့်ပြီးတော့ TWS09 နဲ့အရင်ဆုံးချိတ်ဆက်ပေးပါတချင်းရဲ့ချင်းညာဘက်ကို2ချက်နှိပ်ပါနောက်ထပ်တချင်းကိုကြောချင်နေဆိုရင်ညာဘက်ကို3ချက်နှိပ်ပါအရှိဟတချင်းကိုပြန်ရောက်ချင်နေဆိုရင်တော့ဘယ်ဘက်ကို3ချက်နှိပ်ပေးပါအတန်ကျချင်းရင်ညာဘက်ကို1ချက်နှိပ်ပြီးတော့2စက္ကန့်လောက်ဖိထားပေးပါအတန်တိုးချင်နေဆိုရင်တော့ဘယ်ဘက်ကို1ချက်နှိပ်ပြီးတော့2စက္ကန့်လောက်ဖိထားပေးပါခေါ်စီကိုဖွင့်နေဆိုရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2စက္ကန့်လောက်ဖိထားပေးပါ noise cancellation ဖွင့်နေဆိုရင်ဘယ်ဘက်ကို2ချက်နှိပ်ပေးပါဖုန်းကန်ရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို1ချက်နှိပ်ပါဖုန်းချရင်ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပေးပါဖုန်းလာတာကို cancel ခြင်းနဲ့ဆိုရင်တော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကို2ချက်နှိပ်ပါ case ကိုအားသွင်းတဲ့အခါအားက30%ထက်နည်းနေရင်လိမ်မွန်အောင်မီးလေးလင်းနေမှာဖြစ်ပြီးတော့30%ထက်များနေရဆိုရင်တော့အဖြူအောင်မီးလေးလင်းမှာဖြစ်ပါတယ်အားပြည့်သွားတဲ့အခါမှာတော့မီးလေးတွေကပိတ်သွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်